SPD ရဲ့မှာကြည့်ပြီးဆိုရင် Doggy Kruger ဆိုတဲ့ခွေးကြီးကိုမသိသူရှိတော့ပါဘူးအခွေးကြီးက Dakka Ranger မှာရော SPD မှာရောပါတာမလို့ဘယ်သူကဘယ်လိုရှိတယ်ဆိုတာကိုကျွန်တော်ရဲ့တကောစားအမြင်အရနှိုင်းရှင်ပြထားပါတယ် name နာမည်အနေနဲ့စပြောမယ်ဆိုရင်နှစ်ဦးစလုံးက a new bit Doggy Kruger ပါတခုပါပဲ Kruger ကို Dakka Ranger မှာ KRUGER K နဲ့ပေါင်းထားပြီးတော့ SPD ရဲ့မှာဆိုရင်တော့ CRUGER C နဲ့ပေါင်းထားပါတယ် appearance ပုံစံအနေထားအရကြည့်မယ်ဆိုရင်တော့ Dakka Ranger ရဲ့ Kruger ပုံစံကကြည့်ရတာ wolf ပုံစံနဲ့ဆင်ပါတယ်မြင်လိုက်တာနဲ့ရင်းနှီးတဲ့လို့ခံစားရပြီးချစ်ဖို့လည်းကောင်းပါတယ် SPD Kruger ပုံစံကတော့နည်းနည်း realistic ပုံစံပါတယ်မန်ဖီတာတွေကလည်းတကယ်မန်ဖီတယ်လို့ပုံစံပေါက်ပါတယ် back story Dakka Ranger Kruger ကတော့ a new bit ဂျိုကာဖြစ်ပြီးတော့တိတ်ထွေထွေထူးထူးဖော်ပြထားတာမရှိပါဘူး special police မှာအလုပ်ဝင်လုပ်ပြီးတော့ကဘာဌာနခွဲရဲ့ခေါင်းဆောင်ခမန်နာအဖြစ်ခန့်အပ်ထားခြင်းခံခဲ့ရပါတယ်နောက်ပိုင်း Dakka Ranger တွေနဲ့အတူတူပူးပေါင်းလှုပ်ဆောင်ခဲ့တယ်SPD Kruger ကတော့ serious ဂျိုကာဖြစ်ပါတယ်သူနေထိုင်ရာဂျိုကို Emperor Grando အဖွဲ့ကတိုက်ခိုက်ခဲ့တာကြောင့်သူ့ဂျိုကိုရောသူ့အဖွဲ့သားတွေကိုရောသူ့ဇနီးကိုရောဆုံးရှုံးခဲ့ရပါတယ်နောက်ပိုင်း Space Patrol Data ကနေသူ့ကိုကဘာစီစစ်လွတ်ပြီးတော့ camera လောက်ခိုင်းပြီးတော့ကဘာရုံးရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ် actor တရုတ်ဆောင်နေနဲ့က Dakka Ranger အတွက်က Su actor ဖြစ်ကုဆာက Hideaki ကနေတရုတ်ဆောင်ထားပြီးတော့ voice actor ဖြစ် Inada Tetsu ကတရုတ်ဆောင်ထားပါတယ် SPD အနေနဲ့ဆိုရင်တော့ John Toei တယောက်တည်းကပဲ Su ရော Boy ရောတရုတ်ဆောင်ပေးထားပါတယ် John Toei က Power Ranger Mystic Force မှာလည်း Daggeron Solaris Knight အဖြစ်ပါဝင်ထားပါတယ် Mantaro series နှစ်ခုစလုံးမှာနှစ်ယောက်စလုံးက Mentor ဖြစ်ပါဝင်ထားပါတယ် Dakka Ranger ကတော့အမိန်ပေးရမှာပြတ်သားပါတယ်ဆရာကြီးကိုက်မခံမဲနဲ့တခြား Ranger တွေနဲ့အတူတူလာရောက်ညီတွေ့ရှိတယ် flexible ပို့ဖြစ်တယ်ပေါ့လေလက်အောက်ငယ်သားတွေကလည်းသူ့ကို boss တစ်ဖြစ်ရောတငယ်ချင်းအဖြစ်ရောချစ်ခင်ကြရိုသေလေးစားကြပါတယ်တခါတလေ boss ကိုစနောက်သားတွေတောင်ရှိပါတယ်အတူတူဖြစ် Yumiko လေးနဲ့ပေါ့အသင်းသားတွေနဲ့လည်း coordinate လုပ်ပြီးတော့အတူတူဆောင်ရွက်တတ်ပါတယ်တွေးစရာဆိုရင်လည်းတေးသေးချာချာစဉ်းစားတယ်စွမ်းနဲ့ပတ်သက်ရင်တော့ဝန်တိုင်းကျဲပါတယ် SPD ကတော့စီကန်းတင်းကျပ်ထဲပါပါတယ်ရခင်ကတိုက်ပွဲမှာရှုံးနေခဲ့တာကြောင့်သူ့ရဲ့လူတွေကိုထပ်ပြီးတော့အဆောင်ရှုံးမခံချင်တော့လို့ဘာမစိုးသိချာစဉ်းစားပြီးမှလုပ်ပါတယ်တစ်ဖက်တွေအမှားလုပ်ရင်လည်းစူပါတယ်ဒေါသလည်းလွယ်လွယ်ထွက်တယ်လို့ခက်ကနေပြီးတော့အမြဲပြန်ထိန်နေရပါတယ်ဘာမစိုးရှေ့ကနေမမမက်ဥဆောင်ပြီးတော့ဖြစ်တဲ့မြကိုလည်းရင်ဆိုင်တတ်ပါတယ်တခါတလေစနောက်ပေမဲ့အမြဲတီတီပဲနေလေးရှိပါတယ်သူ့စီကနေတငယ်ချင်းလိုဘိုင်မျိုးထက်ဖခင်လိုဘိုင်မျိုးကပိုရပါတယ် Screen time ပါဝင်ခြင်းအနေနဲ့ကတော့ Commander အနေနဲ့ဆိုသူမသားကိုမသားလောက်ပါပဲ Base တဲကနေပြီးတော့အမိန်ပေးရညွှန်ကြားတယ်လိုအပ်တာကိုညီရတခါတလေကိုယ်တိုင်ပါဝင်တိုက်တယ် Ranger Role အနေနဲ့ဆိုရင်တော့ Dakka Master အဖြစ်နဲ့ပါဝင်တာကနည်းပါတယ်တကယ်လိုအပ်မှ Battle ကို join တာဖြစ်ပြီးတော့များသောအားဖြင့် Base တဲမှာပဲနေတာများပါတယ် Shadow Ranger အနေနဲ့ကတော့ပါဝင်ခြင်းပိုများပါတယ်6 Ranger Omega Ranger တဲ့တောင်ပိုများတယ်ထင်မိပါတယ်ရခင်ကရခဲ့တဲ့ trauma တွေကြောင့်သူ့အဖွဲ့သားတွေကိုဆုံးရှုံးရမှာရှုံးနေမှာကြောက်ပါတယ်ဒါကြောင့်ရန်သူအင်အားများလာတဲ့နဲ့မျှ Shadow Ranger ကတန်းထွက်လာပါတယ်လိုအပ်ရင် Ranger အနေနဲ့ညွှန်ကြားပြီးတော့အဖွဲ့လိုက်အတူတူပူးပေါင်းတိုက်ခိုက်ကြပါတယ် Strength and Power နှစ်ယောက်စလုံးကတော့ Swordman တွေဖြစ်ကြပါတယ် Dakka Ranger ကတော့တင်တန်းထဲမှာအထူးကျွံဆုံးဖြစ်ပြီးတော့ Galactic Secret Technique ကိုသုံးပြီးတော့ရန်သူကိုရှင်းပါတယ် Speed အနေနဲ့ဆိုရင်လည်းလှည့်မြန်ပါတယ် SPD ကလည်း Combat Skill တော့ကျွမ်းပါတယ်ရန်သူအတော်များကိုဘိုင်ဝမ်းသိပ်လာခဲ့တာပါခွန်အားလည်းကောင်းပါတယ် Team Fight တွေမှာလည်းလွင်လိုတယ်လို့ join ပြီးတော့ဝင်ကူပေးပါတယ် Fighting Skill ကနှစ်ယောက်စလုံးကျမ်းပါတယ်တိုက်ကွက်တွေကလည်းလှလဲလှပါတယ် SPD က Screen တိုင်းပိုရလို့သူ့ရဲ့ခြားကန်းတွေကပိုမြိုင်နေထင်မိပါတယ် Empire Grand နဲ့ဘိုင်ဝမ်းကြိတ်တာတွေ ATV ဗိုက်ကြီးတွေနဲ့စောတာတွေအဆုံးသက်မှာလည်း Grand နဲ့ Jewel ဆွဲပြီးတော့ Grand ကိုအဆုံးသက်ပေးလိုက်တာတွေနဲ့ဒီနေရာမှာ SPD ကပုံမိုက်တယ်လို့ထင်မိပါတယ်အချုပ်ပြောရရင်တော့ကျွန်တော်အနေနဲ့ဆိုရင်နှစ်ယောက်စလုံးကိုကြိုက်ပါတယ်တိတိကျကျဆိုရင်တော့ boss ကိုချစ်ပြီးတော့ Kruger ကိုသဘောကျပါတယ်နှစ်ယောက်စလုံးကိုပုံဖော်ထားတာကလည်းကောင်းလွန်းပါတယ်ဇကားအနေနဲ့ဆိုရင်တော့ Dakka Ranger ကပိုတာတာမလို့စကြည့်မယ်ဆိုရင်တော့ Dakka Ranger ကိုအရင်ကြည့်ကြဖို့အတွက်အကြံပြုလိုက်ပါတယ်တခြားမတူညီတာတွေရှိရင်လည်း comment မှာပြောပေးခဲ့ကြပါဦး